ဒေးဗစ်ဟာအရာအလုံးကို2စက္ကန့်အတွင်းအရောက်ပို့ပေးနိုင်တဲ့မော်ဆန်နဲ့အက်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်ဒါကြောင့်ဒေးဗစ်ကစမ်းသပ်တဲ့အနေနဲ့အစားအစာတစ်ခုကိုမှာယူလိုက်ရ2စက္ကန့်ကြာမှပဲရောက်လာပါတော့တယ်သူမှထားတဲ့အစားအစာအတိုင်းဖြစ်နေတာကြောင့်2စက္ကန့်အတွင်းဘယ်လိုများပြင်ဆင်နိုင်တာလဲဆိုပြီးဒေးဗစ်လည်းတန်တရားဝင်နေမိပါတယ်အဲ့ဒီနောက်ဇနီးဖြစ်သူတေလာကအဲ့ဒီအစားအစာကိုစားနေတာကိုမြင်တော့မှဒေးဗစ်ဟာဒါဟာတကယ်ဖြစ်ကြောင်းယုံကြည်သွားပါတော့တယ်အဲ့ဒါနဲ့ဒေးဗစ်ကတေလာကိုအဲ့ဒီအက်အကြောင်းပြောပြတဲ့အခါတေလာကတော့ဒေးဗစ်ကိုယူညနေတာလားဆိုပြီးပြန်ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတိုက်ဆိုင်စွာပဲတေလာဟာသူမသုံးနေကြမျက်နှာလိမ့်ခရင်နဲ့ကုန်သွားတာကြောင့်ဒေးဗစ်ကအက်ထဲမှာအဲ့ဒီနာမည်ကိုရိုက်ထည့်ပြီးစမ်းမှာပြပါတယ်2စက္ကန့်ကြာမှတော့တကားခောက်တန်ထက်ကြရလာတယ်လို့လာပို့တဲ့သူကလည်းခုနကလူပဲဖြစ်ပြီးအဲမှာပါတဲ့ခရင်ကလည်းတေလာသုံးနေကြနာမည်အတိုင်းပါပဲဒါနဲ့ပဲတေလာဟာအက်ကိုချက်ချင်းတောင်းလို့ဆွဲပြီးလိုချင်တာမှန်သမျှကိုတောက်လျှောက်မှာပါတော့တယ်ပစ္စည်းပို့တဲ့သူကတယောက်တည်းဖြစ်နေပေမဲ့ဘလို့အသုံးဆောင်ပစ္စည်းပဲဖြစ်ဖြစ်2စက္ကန့်အတွင်းရောက်လာတာပါပဲဒါပေမဲ့မကြခင်မှာပဲသူတို့နှစ်ယောက်ကြောက်စိတ်ဝင်လာကြပါတယ်တကယ်တော့သူတို့ကဂျပန်မှာမရှိတဲ့ပြင်သစ်အစားအစာကိုမှကြည့်လိုက်တဲ့အခါချက်ချင်းရောက်လာတာကြောင့်အဲ့ဒီအက်ကကဘာပေါ်ကအရာအလုံးကိုပို့ပေးနိုင်မှန်သိသွားကြလို့ပါပဲအဲ့ဒီအခါတေလာကစိတ်ကူးတစ်ခုရပြီးလွန်ခဲ့တဲ့တစ်နှစ်ကပျောက်ဆုံးသွားတဲ့သူတို့ရဲ့မင်္ဂလာလက်စွပ်ကိုအက်ထဲမှာရိုက်ရှာကြည့်လိုက်ပါတယ်ဒေးဗစ်ကတော့မဖြစ်နိုင်ဘူးလို့ထင်နေပေမဲ့အော်စရာကအက်ထဲမှာအဲ့ဒီလက်စွပ်ကိုပို့ဆောင်ပေးနိုင်ကြောင်းပြနေပြီးပိုခါက800ပဲဖြစ်တယ်ဆိုတာပါပဲတကယ်တော့အဲ့ဒီလက်စွပ်ရဲ့မူလတန်ဖိုးကတောင်းကနန်းတောင်တန်တာပါပဲအဲ့ဒီနောက်သူတို့ငွေပေးချေလိုက်ပြီး2စက္ကန့်ကြာမှတော့လက်စွပ်လေးကရောက်လာပါတယ်အဲ့ဒါဟာသူတို့ပျောက်သွားတဲ့လက်စွပ်အစ်စ်ပါပဲအဲ့ဒီတော့မှဒေးဗစ်တည်သွားတာကအရင်ကတည်းကကိုယ်ပိုင်ဆိုင်မှုဖြစ်တဲ့ပစ္စည်းတစ်ခုကိုပြန်မမယ်ဆိုရင်ပို့ဆောင်ကတသက်ပဲပေးရတယ်ဆိုတာပါပဲအဲ့ဒါနဲ့ပဲလွန်ခဲ့တဲ့တစ်နှစ်ကတည်ဆုံးသွားတဲ့သူတို့ရဲ့ခွေးလေးကိုပါထပ်မကြည့်လိုက်တဲ့အခါမှာလည်းချက်ချင်းဆိုသလိုပဲခွေးလေးဟာလွန်ခဲ့တဲ့တစ်နှစ်ကအတိုင်းပဲပုံစံမပြတ်ပြန်ရောက်လာပါတယ်အဲ့ဒီနောက်ဇနီးဖြစ်သူတေလာဟာဒီအက်ရဲ့အစွမ်းကိုထင်ထင်ရှားရှားမြင်သွားတာကြောင့်ပို့ပြီးတော့လောဘတက်လာတယ်လို့ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ဖြစ်သူရဲ့နာမည်ကိုပါအက်ထဲရိုက်ထည့်လိုက်ပါတော့တယ်ဒေးဗစ်ကတော့တားပါသေးတယ်ဒါပေမဲ့တေလာကတော့မိခင်ဖြစ်သူကိုတစ်ခေါက်လောက်ပဲဖြစ်ဖြစ်ပြန်တွေ့ချင်နေခဲ့တာပါပဲမိခင်ဖြစ်သူဟာလွန်ခဲ့တဲ့နှစ်တွေကဆုံးပါသွားခဲ့တာဖြစ်ပြီးတမိဖြစ်သူမင်္ဂလာဆောင်ဝတ်စုံဝတ်ထားတာကိုတော့မမြင်သွားခဲ့ရရှာပါဘူးဒါနဲ့ပဲတေလာဟာခွေးလေးတောင်ပြန်ရသေးရင်မိခင်ဖြစ်သူလည်းပြန်ရနိုင်မယ်လို့အသေးချာယုံကြည်နေခဲ့ပါတယ်ဒါပေမဲ့တေလာအချက်လက်တွေဖြစ်လိုက်တဲ့အခါမှာတော့ပို့ဆောင်ကားက16တန်းတောင်ကြားတင်နေတာကိုတွေ့လိုက်ရပါတယ်ပို့ခါကအများကြီးဖြစ်ပေမဲ့လည်းလီဆာကတော့သူ့မှာရှိတဲ့ပတ်စံလေးနဲ့အချိန်ချင်းစူးစမ်းပြီးမှယူကြည့်ခဲ့ပါတယ်ဒါပေမဲ့ပို့ဆောင်ကမလုံလောက်ပါဆိုတဲ့စာသားပဲပြနေတာကြောင့်နောက်ဆုံးမှာတော့တေလာလည်းလက်လျှော့လိုက်ရပါတယ်အဲ့ဒီနောက်ဒေးဗစ်ဟာအပြည့်ဈေးနှုန်းသတ်မှတ်ချက်ကိုသိကျင်လာပါတော့တယ်အဲ့ဒါနဲ့ဒေးဗစ်ကနာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အမည်ကိုရိုက်ထည့်ကြည့်လိုက်တဲ့အခါပို့ဆောင်ကားက3ဘီလီယံကျော်တောင်ကြားတင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအခါဒေးဗစ်ခံမှန်းမိတာကလူတစ်ယောက်ကိုပို့ဆောင်ပေးဖို့ဆိုရင်အဲ့ဒီလူရဲ့တသက်တာဝင်ငွေနဲ့အညီကြားတင်တာဖြစ်မယ်ဆိုတာပါပဲဒီ theory ကိုအတည်ပြုဖို့အတွက်ဒေးဗစ်ဟာတနေ့မှာရုပ်ရှင်မစခင်ဇနီးဖြစ်သူတေလာရဲ့အချက်လက်ကိုအက်ထဲမှာရိုက်ထည့်လိုက်ပါတယ်အဲ့ဒီအခါမှာတော့ပို့ဆောင်ကားက800တာကြားတင်မှာဖြစ်တာကြောင့်မှကြည့်လိုက်တဲ့အခါ2စက္ကန့်အတွင်းမှာပဲဇနီးဖြစ်သူဟာဒေးဗစ်ရှိကိုရောက်လာပါတယ်ဒီတော့မှဒေးဗစ်နားလဲသွားတာကဇနီးမောင်နှံချင်းချင်းမှယူမယ်ဆိုရင်တော့အခြေခံပို့ဆောင်ကားပဲပေးရတယ်ဆိုတာပါပဲအဲ့ဒီနောက်ပိုင်းမှာတော့တေလာဟာအလုတ်ဆင်းရင်လူကျက်တဲ့မြေအောက်ရထားတွေကိုစီးစရာမလိုတော့ပဲဒေးဗစ်ကအက်ကနေမှလိုက်ယုံနဲ့အိမ်ကိုချက်ချင်းပြန်ရောက်လာနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲသူတို့ဟာခီးသွားရင်တော့လက်မှတ်တစ်စောင်ပဲဝယ်ပြီးတယောက်ကအရင်သွားပြီးမှကျန်တဲ့တယောက်ကိုအက်နဲ့လမ်းမှာယူတဲ့ညီကိုတုံးလာကြပါတယ်တနေ့တော့သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ရောက်လာတာကြောင့်ဒေးဗစ်ကတော့တေလာအတွက်အိမ်မှာဟင်းကောင်းတွေပြင်ဆင်ထားပေမဲ့တေလာကတော့ပြင်သစ်စာပဲစားချင်ကြောင်းပြောနေပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ဟာနှစ်ပတ်လည်နေ့မှာတော့အတူတူရှိချင်ကြတာကြောင့်တယောက်နဲ့တယောက်မတိုင်မီပဲအရင်ကလိုပဲအက်ကနေအချက်လက်တွေဖြည့်ပြီးမှယူလိုက်မိကြပါတယ်ဒီတစ်ခါမှာတော့တယောက်ကိုတယောက်မှယူလိုက်မိတယ်လို့ဖြစ်သွားတာကြောင့်သူတို့နှစ်ယောက်စလုံးဟာပျောက်ကွယ်သွားခဲ့ပြီးထူးဆန်းတဲ့ dimension တစ်ခုတည်းကိုရောက်သွားပါတော့တယ်